လားနော်အဲ့တော့ကျွန်တော်တို့ရတယ်အမလေးဘာမှမပါလဲရဒီမှာပါကိုလုံးလေးပဲနော်မင်္ဂလာပါကျွန်တော်တို့ပြပြပါတော့မယ်မနေ့ပြန်ပွဲလေးစကားတော့မယ်ကျွန်တော်နားမှာဆိုင်မို့အပေါ်တက်မှာအိပ်ပါတယ်ဆရာကအောက်ထပ်မှာအိပ်ပါတယ်လင်္ကာဒီဘက်မှာလည်းအတူတူနေပါတယ်တနေ့ကုန်ကြော်ညာတွေရိုက်ပါတယ်နေတိုင်းရိုက်တယ်အင်းလေးသွားလေးရိုက်တယ်ဘာမှမအားဘူးပွဲဒီကနေရင်လေဆိုင်မို့နဲ့ကျွန်တော်နဲ့အခန်းချင်းကပ်ရဲနေပါတယ်ဘာမှမအားဘူးရီးစားလည်းမထားအားဘူးဒါပေမဲ့အားလုံးချစ်လို့ရတယ်နည်းနည်းပြောပြလိုက်အားလုံးချစ်လို့ရတဲ့အကြောင်းလေးပြောပြလိုက်တယောက်တည်းချစ်လိုက်ရင်အားလုံးချစ်လို့မရမှာဆိုလို့ကျွန်တော်ကအများကြီးချစ်ချင်တယ်တယောက်တည်းစုပုံပြီးတော့မချစ်ချင်ဘူးအားလုံးကလည်းဒါအများဆိုင်ပေါ့နော်ဟိုကနေကိုအိမ်မနေပြီးတော့ထောင်ဝိုင်းကနေလည်းချစ်လို့ရတယ်928လည်းကျူးလို့ရတယ်စိတ်ကူးရင်တာပဲလေဒါတကယ်မှမဟုတ်တာကျွန်တော်ကအများဆိုင်ကျွန်တော်စင်ပေါ်မှာပြောတော့အများဆိုင်ကြိုက်တယ်လို့ချစ်အဲ့ဒါဆိုဟိုကိစ္စလေးရှင်းအောင်39လား40လားတခါလေးရှင်းအောင်39အခုဟိုဆိုတော့နည်းနည်းအိမ်ဘာထားဖို့လဲစိတ်ကူးမရှိဘူးအခုနည်းနည်းစိတ်ညစ်သွားပြီ39ကိုမထားကျင်သေးဘူး40မှာပဲယူတော့မယ်ဆရာဟဲ့လား40မှာယူမယ်ဘုန်းကြီးဝှက်ရှင်လည်းဝှက်သွားမယ်ဘုန်းကြီးဝှက်ရှင်လည်းဝှက်သွားမယ်ကဲအဲ့လိုတွေဇရာတွေလိုင်းပေါ်မှာရှုပ်လို့ဘုန်းကြီးဝှက်ရှင်စိတ်ကိုပေါက်လာပြီအဲ့တော့ဒီထဲမှာ comment လေးတွေရေးပါဘုန်းကြီးဝှက်ရှင်စိတ်တွေပေါက်နေပြီအဲ့ဒါတော့နှစ်ပါးသွားကြရင်နှစ်ပါးသွားကြရင်ဘာလုပ်မလဲတရားတွေဟောတာခံရတော့မယ်နော်တရားတွေဟောတာခံရတော့မယ်အောင်ချင်း8ပါးလေးကျင့်အောင်နော်ဒီမှာ animation လုပ်ထားပြီနော်အောင်ချင်း8ပါးလေးဆိုပြမယ်အားလုံးဟိုနေဖြစ်အောင်အမလေးစိတ်ချအဲ့ရီးစားထားဖို့နေတာကျွန်တော် straight show တချင်းတွေမြန်မာသားတချင်းတွေကျွန်တော်အစ်စ်လုပ်ချင်တာကိုမှကြက်ချင်ကိုမရှိတာအိဇာတွေနဲ့ပြေးနေတယ်အိဇာတွေနဲ့ပြေးနေတယ်အိဇာတွေနဲ့ပဲကိုအောင်ကျော်တို့ကြီးတော်ဆိုးပါတယ်အိဇာတွေအများကြီးပြေးတယ်ပွဲဟိုပြဿနာဇက်တော်ကြီးဘာလို့အောင်မြင်သွားလဲစာတွေရအောင်ကျက်လို့အောင်မြင်သွားတာလေဟုတ်တယ်မလားမထစ်ဘူးနော်နော်ကဲအဲ့ဒါလေးကိုအားလုံးသိအောင်ပြောချောလိုက်တာကိုရေးတယ်အမကျူတကယ်ညအိပ်ပျော်သွားပြီမလားပြုံးလေးနေပြီးတော့မနေ့ပြန်ပွဲရသည်စမယ်အဲ့တော့အသက်40မှာဖုံဝစ်သွားရင်တကာခံမဲ့လူတွေဘယ်နှယောက်လောက်ရှိလဲပြောပါဦးကဲ2ယောက်3ယောက်လောက်ပြောပြီးမန်းပိတ်မယ်ဟိုအားလုံးပိတ်လိုက်တော့မယ်ဒီနေ့ညအတွက်အားလုံးဒါနှုတ်ဆက်ပေးတာနော်နေ့မှညကြရင်ဆိုင်းရမိုးရဲ့အာဘွားကိုအားလုံးစောင့်မျှော်နေပါအားလုံးကို live ကနေလည်းပေးမယ်ဒါကြီးတဲ့ပြိသက်တွေကိုလည်းအာဘွားအကုန်လုံးပေးမယ်အကုန်လုံးချစ်ပလိုက်ငါသားလေးတဲ့ make up မလိမ့်တာပို့လာတယ်ဆရာလည်း make up မလိမ့်တာဘူးနော်ဆရာရောလာလားဆရာတဖြည်းဖြည်းနဲ့လာတာဆိုင်းရမိုးချိုးအောင်မှကြောက်လာမယူနဲ့တော့တယ်ဟုတ်ပြီထိုင်းကနေချစ်နေတယ်အင်္ဂလိပ်သားရောအပေရောနားလဲပါတယ်နော်ဘုန်းကြီးဝေးအားပေးတယ်ဟုတ်ပြီကဲတကားတယောက်ပေါ်ပြီတကားလေးပေါ်ပြီကဲចောင်းလေးစောက်တာចောင်းလေးဆိုဘုန်းကြီးတွေကိုကြမ်းမကောင်းလားအသက်40မှာဘုန်းကြီးဝေးခံလိုက်တယ်မကောင်းလားနော်ခုမှစိတ်ချမ်းသာသွားပြီတဲ့ဟိုအရင်တည်းကစိတ်မစင်းရရအောင်ဒါကျွန်တော်တို့သိတော့မသိဘူးနော်တကယ်ပြောလားအမှန်တိုင်းပြောမယ်နော်ကျွန်တော်တို့เนี่ยဘာမှမသိဘူးဟာကြောင်ညာတွေရိုက်ကြောင်ခုတနေ့ကလည်းလေဟာရွှေဆိုင်မှာရွှေတွေလေးပြီးတော့လေဆိုင်မမင်းတို့ဝတ်စုံရလဲကွာလို့လေးလိုက်တာလို့ခလေးတို့ခဏလေးပေးချွတ်ပါအောင်ဆိုချွတ်လိုက်ပြန်ရိုက်လိုက်ချွတ်လိုက်ပြန်ရိုက်လိုက်တော်သေးတယ်ဒီနေ့ကျတော့စီလာရိုက်တော့အဲ့ခေါင်းမှာလေးနေတဲ့ဟာတွေဆေးတွေပြန်လိမ့်တော့ပြန်ပြေးသွားတယ်နော်နေ့တိုင်းမိုးချုပ်အတန်တွေသွင်းရနော်ခုနမှပြန်ရောက်တာတော့ကြတော့မှပြောလို့ဟာခရက်တွေနည်းနည်းထားနေတယ်ဆိုမှနည်းနည်းဝင်ကြည့်မှနော်ဘာမှမယုံပါနဲ့ဖရားတော်မှာဖရားစကားမယုံခိုင်းဘူးကိုမတော့အုံနောက်နဲ့စဉ်းစားချင့်ကျင်ပြီးတော့ဖရားကကာလာမတုတ်ပါကာလာပြအတိုင်းမှာပြောခဲ့တဲ့စကားချင်းငါဖရားပြောတိုင်းလဲမယုံနဲ့တဲ့ငါဟိုစင်ဆက်ပေါ်တော့ဘိုးဘွားစင်ဆက်အတိုင်းရှိခဲ့တဲ့မီယိုးဗလာမို့လို့လည်းမယုံနဲ့တဲ့ကိုယ့်ထက်အသက်ကြီးတယ်ဆိုလို့လည်းမယုံနဲ့တဲ့ဆရာသမားတွေဖြစ်တယ်ဆိုလို့လည်းမယုံနဲ့တဲ့ကိုယ့်ရဲ့မိဘတော်မှမယုံနဲ့ကိုယ့်ရဲ့ညံနဲ့တွေးတော့ဆင်ကျင်ပြီးမှယုံပါလို့ပြောခဲ့တယ်ကာလာမတုတ်ပါနော်အဲ့တော့ယုံနေကြတဲ့လူတွေကကိုယ့်ရဲ့ဉာဏ်ပညာနှိမ့်ရကြတယ်နော်တွေးတော့ပါဆင်ကျင်ပါဖြစ်နိုင်လားမဖြစ်ဘလို့ဖြစ်နိုင်မှာလဲကွယ်စိုင်းမို့ဝင်းနေပွဲမတိုင်မီမှာဇတ်တော်အတွက်စာတွေကြက်နေရတယ်ဝင်းနေပွဲအတွက်အောင်မြောင်ရုံးကန်ရတယ်ဝင်းနေပွဲလည်းပြီးရောကြော်ညာတွေရိုက်လိုက်ရတာဝုံအေးကျွန်တော်တခါတည်းပြောအောင်မယ်ပြက်ကတိန်ကဒီနေ့တစ်ခုပဲထွက်မှာအဲ့ပြက်ကလေးကအရှယ်ထွက်မှာလိုချင်တဲ့လူတွေကျွန်တော် comment နဲ့ကျွန်တော်ကိစ္စတစ်ခုတော့ပဲအများကြီးထုတ်ပေးမယ်လိုချင်တဲ့လူတွေရမယ်နော်ပြက်ကလေးဘယ်လိုလဲဆရာဘက်ကနေပြီးတော့ရောင်းပေးဖို့တောင်းဆိုတော့တကယ်တော့လက်ဆောင်ပေးဖို့သူတို့ကမလုပ်ဝင်ဟိုဒီတိုင်းပဲ
ရောင်းဖို့မဟုတ်ဘူးဒါပေမဲ့ဆရာဘက်ကရောင်း မ ပေး ရ ပါ ရောင်းပေးပါလို့ပြိဿတရားလို့မင်းသားလေးရဲ့ဒီ12လရာဒီမှာ12ပုံပါမယ် လာကျွန်တော်ပုံလေးတွေ့ရအောင် နော်ပုံစံမျိုးလေးကဲဟုတ်ပါပြီဆရာနဲ့သားနဲ့တို့ကျင်လူချစ်ပါတယ်တဲ့အမှန်ပဲဆရာကြီးတဲ့ဟုတ်ပြီအဲ့တော့ဗာလေးပြောချင်တယ်နည်းနည်းကျူးလိုက်အောင်နည်းနည်းပြူပြီးပိတ်လိုက်တော့ဗာလေးပြောချင်တယ် ကျွန်တော်လည်းလွမ်းနေပါပြီထက်တူအဲ့ဒါအဘွားလည်းအရင်ပေးခြင်းနေပြီအခုကျွန်တော်ဟုတ်ဇက်စင်မောင်ပေးရင် live မှာပေးလိုက်မယ်ကျွန်တော်တို့ဒီနေ့ည10နာရီဆိုတာ10နာရီဆက်ခွန်ဆိုတာကျွန်တော်ပနာမထက်တဲ့အချိန်ပဲအဲ့တော့အားလုံးကိုအရင်ချစ်တယ်စကားတွေသူများပြောတိုင်းမယုံပါနဲ့ယုံတဲ့လူကတော်တော်သိခါကြတယ်အုံနောက်ဟိုလိုမျိုးရဲရဲပြောတာမဟုတ်စဉ်းစားချင်းနေနိုင်ဆိုတာနဲတယ်ဆိုတဲ့အတွေးကိုရောက်စီတယ်နောက်ပြီးတော့ကိုမင်းသားကမယုံရလဲကြကျွန်တော်ယုံဖို့ပြောနေတာမဟုတ်ဘူးဒါပေမဲ့ကိစ္စတစ်ခုတက်လာတိုင်းသူများပြောတိုင်းရှောက်ပြီးတော့မယုံနဲ့အတိကကမဟုတ်တာများတင်တဲ့လူကတိတယ်သူကိုယ်တိုင်ကတိတယ်ဒါပေမဲ့အဲ့လိုမျိုးရံဖြစ်လေသူတို့ပတ်စံရလေအဲ့ဒီကွက်တယ်ကျွန်တော်တို့ကအရောက်မခံမဲနဲ့ကိုယ့်ရဲ့အုံနောက်နဲ့ချင့်ညီတုံးသက်ပြီးတော့မှကျွန်တော်ယုံစီခြင်းနဲ့ဒါကျွန်တော်ကတော့ဒါပြဿနာလို့ဒါအောင်မတွေးဘူးဒါပေမဲ့တချို့ကြတော့လေကိုမင်းသားလေးကိုချစ်တဲ့ဇော်နဲ့တကယ်များဖြစ်သွားသလားဆိုပြီးတော့ဒီတိုင်းတွေးစရာကိုမလိုတော့ကုန်းတော့နဲ့ချင့်ညီတင်နေတဲ့ page ကဘာတူလဲဆရာပြောနေရလားဒါဆရာပြောနေဆိုတော့သိယုံလို့မရသေးဘူးဒါချင့်ညီရမှာ ဟိုတခုလို့ရှိရင်ဆရာချောလာတာတော့ယုံလိုက်ဆရာချောလာတာ တော့ယုံတယ်တော်တော်များပြောကြတယ်ကျွန်တော်ဆက်ကြောညာ3လောက်ဖြူလိုက်တော့ကျွန်တော်ဆက်ကြောညာ3လောက်ဖြူဆက်ချောလာတာတော့ယုံလိုက်ဒါဘာလို့ယုံခိုင်းလဲမျက်မြင်ကိုတွေးမို့လို့ ကျွန်တော်ရဲ့အကောင်မှာကိုယ်သိမ့်မကြည့်တော့ဘူးဒါရိုက်တာတွေကဆရာကိုချွချွကြည့်နေတော့ကဲအားလုံးနော်အဲ့ဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားချင်းကြပါအရာရာတိုင်းဒီပြဿနာမဟုတ်ပါဘူးဒီကိစ္စတွေမှမဟုတ်ပဲကိစ္စပဲဖြစ်ဖြစ်အပြင်ကကိစ္စပဲဖြစ်ဖြစ် line ပေါ်ကတက်သမျှသူများပြောသမျှတွေမယုံပါနဲ့အုံနောက်နဲ့ချင်းညီမှာအားလုံးအရင်ချစ်ပါတယ်တတာဆရာအဘွားဝေးရအောင်မလားဆရာလည်းနည်းနည်းပြေးလိုက်အောင်မယ်အဖွားကြီးတွေကိုပေါ့အဘွားမသိလေကိုယ်ကမပေးတတ်ဘူးလေမဆိုင်ဘူးဘလို့လဲမင်းအဘွားပေးရဘလို့လဲငါလည်းလိုက်လို့ကြအော်မသိဘူးငါမလို့လက်လေးကိုနမ်းပြီးတော့မှအားလုံးဖြန့်ဝေလိုက်တာအော်အဲ့လိုလားအော်ငါလည်းလုပ်ကြည့်နမ်းပြီးတော့မှအားလုံးဖြန့်အော်ငါလည်းလုပ်ကြည့်ငါမလုပ်မင်းဟိုတကားတော့လည်းငါဓာတ်ပုံရိုက်တော့အသေးပေးဆိုဘလို့လဲငါလည်းအသေးမဘလို့လဲအသေးပေးတယ်ဟုတ်တယ် no ဘလို့လဲဟာဟုတ်မင်းလို့လည်းမလောက်ဟုတ်တယ်ဒီလိုလားဟုတ်တယ်ဆရာအသေးပေးတာဟုတ်ပါပြီနောက်တစ်ခုကအဘွားဒီလိုလုပ်ပြီးတော့ဝကဲအလုံးတတာ